Okay,အားလုံးပဲမင်္ဂလာပါအခုဆွဲမဲ့ပုံကတော့100 cut exercise number 9ပုံပါနော်ဒီပုံလေးပါnumber 9မှတ်တာပါဟုတ် Okay အဲ့ဒါဆိုတော့စစချင်းကျွန်တော်ဒီ radius 18ဆိုတဲ့စာပေရဲ့ radius x ဆိုတဲ့စာပေရဲ့ဆွဲပါမယ် c under x under နောက်က under 18 under နောက်တစ်ခါဒီကောင်ကကြတော့ဒီကနေပြီးတော့မှ85အကွာမှာဆွဲထားတာပေါ့အဲဒါဆိုဒီမှာပဲဆွဲပြီးတော့အပေါ်85ရွှေ့လိုက်နော် c under ဘယ်လောက်လဲဆိုတော့ diameter 26 d under 27 under ဒီကောင်လေးပါနော်နောက်တစ်ခုအကြီးလဲဒီမှာပဲဆွဲလိုက်လို့ရပါတယ်50နဲ့ပေါ့နော် diameter 50နဲ့ c under d under 50နဲ့ under ဒါဆိုရင်ကျွန်တော်တို့ရွှေ့ရမှာကောင်ဒီကောင်နဲ့ဒီကောင်နဲ့ under ဘိုးဘယ်လောက်ရွှေ့မလဲဆိုတော့85 underအဲ့ဆိုဒီနေရာမှာသူပေးဖို့ကြံတာဘာကြံခဲ့လဲဆိုဒီကောင်ရဲ့ radius နဲ့သူ့ရဲ့ radius ကိုပေးဖို့ကြံခဲ့ပါဒီကောင်က100ပါသူက150 c under ttr click100 under နောက်က under ttr click 150 under နောက် tr under ဟိုဒီကောင်လေးရပါပြီအဲဆိုရင်ဒီစာပေကိုကြည့်မယ်ဆိုရင်သူတို့စာပေနှစ်ခု center point ရဲ့အလယ်မှာရှိမှာပေါ့နော်ဒီလိုအကွာဝေးရတော့80ပေါ့နော်အဲဆိုတော့ပထမဆုံးသူတို့နှစ်ခုကြားကအလယ် point မှာဒီစာပေလေးဆွဲလိုက်ပါ c under shift right click mid between 2 point ဒီ center နဲ့ဒီစင်တာရဲ့ကြားအလယ်မှတ်ကနေယူပြီးတော့မှဆွဲမယ်သူရဲ့ diameter 30ပေါ့နော် d under 30 under ပြီးတော့သူ့ကိုဘယ်လောက်ရွှေ့လိုက်မလဲဆို80 under 80 under ပြီးတော့ကျတော့ဒီ circle နဲ့သူ့စင်တာနဲ့သူ့ရဲ့ center နဲ့သူ့ရဲ့ center ကြားမှာအကွာအဝေးကဘယ်လောက်လဲဆိုတော့33.5 c under ဒီနေရာမှာသူ့ရဲ့ diameter 21.9ပေါ့နော် d under 21.5 under ဒီကောင်လေးကmove ရွှေ့မယ် under 33.5 under ဒီကောင်ကို array ပွားမယ်နော် ar under ပိုလာဆိုတော့ under ဒီ center point နဲ့ယူမယ် item ရေးအတွက်ပြင်မယ်8ခု under ပြီးတော့ under ပေါ့နော်ဒါဆိုရင်ဒီကောင်လေးရပါပြီဒီ circle ပေါ့နော်သူကကြောင့်ဒီ center နဲ့ယူဆွဲထားတာပါဘယ်လောက်လဲဆိုတော့52.2 c under 52.2 under အဲဆိုရင် l under shift right click tangent နောက်က shift right click tangent under နောက်ခါလဲ under shift right click tangent shift right click tangent under အဲဆိုရင် trim ဖြတ်တော့အဲဆိုရင် tr under သူနဲ့ကြားမှာဖြတ်မယ် under click ပေးလိုက်တယ်ပြီးတော့ under
ဒါဆိုရင်ကျွန်တော်တို့ဆွဲနေတဲ့ဒီပုံလေးကိုရအောင်